ဈေးသွားတာပြန်ရောက်ပါပြီနေ့ခင်းချက်စားဖို့ကျော်အပေါ်ကအကိုတွေကခင်းချက်ပေးပါဆိုပြီးတော့ဒီမှာဈေးကိုပေးထားပါတယ်ဘာဝယ်လာလဲပြမယ်တော့ main ကိုအရင်ပြလိုက် main ဆိုတာအဓိကအရေးကြီးတော့ဒီမှာငချင်းစစ်ပါငချင်းစစ်3000ဈေးတဲ့3000ဈေးဆိုကျွန်တော်ဈေးဖို့3000ပေးလိုက်တယ်ကျွန်တော်တခြားဘာကြီးရတည်တယ်ဝယ်အောင်မှဆိုတော့2500ပို့80သားလားမသိရပါတယ်နောက်ဆုံးသားလေးတွေပေါ့အလဲပိုင်းလေးကနေအမီလေးနားထိရအလဲသားလေးတစ်လုံးရဘာညာပေါ့80သားဒါ2000ခွဲပို့ပြီးတော့ဒီမှာကျက်သွန်ဖြူဒီကောင်ညမာဥရှမ်းကျက်သွန်ဖြူကဒီကောင်3000ပို့အစိတ်သားဂျာချင်းဗမာချင်းက1000ပို့ခုနည်း15 20သားတော့မပြည့်ဘူးဒါပေမဲ့တော်တော်များတယ်ဒါ1000ပို့ညမာချင်းအဲ့တော့ဒီမှာလေ3000ကုန်သွားပါပြီတော့မဟုတ်2900 1000ကျန်သေးတယ်1000ကျန်တဲ့ဟာဒီမှာနည်းနည်းမင်းနဲ့ညိုတီးစိမ့်လေးနဲ့စက်ကြားလေး1000ပို့ဒါဝယ်လိုက်ပါတယ်ပြီးတော့ဘာအိုးဟိုမှာဇဗလင်းပြုတ်ကြကျန်နေတယ်ပြီးတော့ဒါကကျွန်တော်ညီကိုတွေအပေါ်ကကျွန်တော်ညီကိုရုံးပေါ်ကျွန်တော်ညီကိုတွေစားဖို့ကျွန်တော်စားရင်လည်းရှယ်လေးဝယ်ထားအမဲသားအသားတော့မဟုတ်ဘူးပေါ့နော်နံကက်အရွက်ကလေးတွေပေါ့အစိတ်သားကိုဟုတ်ပါဘူး30သား2500ဒါ20သား9000ဘူးပါဒါတော့ဇပလင်က900ဘူးဒီနှစ်ခုကို mix လုပ်ပြီးတော့မချက်တော့ပြုတ်လိုက်ပြုတ်ပြီးတော့အရေးတောက်လေးညိုစည်းလေးထိအရေးတောက်လေးလုပ်ပြီးတော့ပြုတ်စားပါမယ်ဒါကကျွန်တော်နေပြီးတော့ကျွန်တော်အတော်လေးရောက်နေကျွန်တော်မူပြီးတယ်မူတွေပြီးထားလွယ်တာဒီနေ့မဲသားပြုတ်စားပါမယ်ကျွန်တော်ကတော့သူငပိလည်းစားကျင်သေးတယ်ငပိရကျွန်တော်ရဲ့ကာမောင်းလိုင်စင်လုပ်ပြီးတင်ပြီးတဲ့ဆရာသူပေးထားတဲ့ငပိရီကျိုးရှိပါတယ်အဲ့ငပိရီကျိုးပဲသူတို့ကြိုကျွေးလိုက်မယ်ကျေးဇူးတင်ပါတယ်